ဘယ်ဆိုင်ကိုခေါ်လာတော့ပြောပါပါဗျာ အဲ့ဒါတော့ဘာပြောမှာပြော ဘာပြောပြမယ်လဲမင်းကျင်တယ်လို့မင်းဟိုကဖြစ်တာမလား သူကတိုင်မယ်ပုံစံကို သူကတိုက်မယ်သူတော့ရှင်းလိုက်မယ်လေမင်းမရှင်းရင်လည်းရရလေငါတို့ကရှင်းချင်းလေး ဩလက်ထက်ပတ်သက်ကြီးတော့ဘလောက်ပါပြပါပါအခုကမရှိဘူးနော်မရှိဘူးနော်လို့ပြောရကြကြအောင်လူကလူလဲပဲရဲဖို့ကြ1000ပေးပြီအဲ့1000နဲ့ရှင်းခိုင်းတာဗျ ကျွန်တော်အခုတောင်းပေးလိုက်တယ်လေ ရှင်းဖို့တော့သူကထုတ်ပြရ ထုတ်ပေးပြီအဲ့ပတ်သက်1000နဲ့ရှင်းခိုင်းတာ အဲ့ပတ်စံတော့ငါပတ်စံလေးမင်းဘာတော့ ဟောကြောက်တော့ပြီးပါဟော အေးဟုတ်တယ်အခုပတ်စံ အဲ့ပြီးလို့ အခုပတ်စံ အားလုံးမှာတော့ငါ့ကိုဘယ်ဦးမှာတော့ ဟိုဇောတူကြည့်ရတော့မင်းအဲ့ဒါတော့မင်းဟုတ်တယ် ကိုပမုန်းလူတန်းနေရောကလေးတွေရောလို့တယ် ပမုန်းလူဆောင်တလေးတွေဟော လို့နောက်ပြီးလိုက်ပူရသေးတယ် ဇောတူမင်းဘယ်နှခါလက်ဖေးတွေပါကြီး ဟာဒီကအခါမှလည်းတော့ဘူးဟုတ်လား အဲ့မင်းကို နေ့တောင်တော့ဒီရောင်တက်ရတယ်ကိုမှာ ဒါစားတော့ရတော့တယ်ခင်ဗျားကိုကျွန်တော်တောင်းပေးလိုက်တယ်နော် ဟယ်လိုဘယ်မှာတော့ ပဲတန်နေကွာ ဟောရေးပတ်သက်9000မှယူခဲ့ဦး ဆောက်တယ်အတိုင်းဒီရှိတယ်လည်းမပြောနဲ့ဟော ငါပြောပြမှာချင်းချင်းလေးရဲ့မင်းတို့အကောင်ဖောင်းအောင်မနော် မင်းပေါက်တယ်လို့ ခဏမပေါ့ဘူးရငါလည်းပြောချင် ပေါက်တယ်လို့ပြောလိုက်လေမင်း900ပေါက်တယ်လို့ အိမ်လာခဲ့ဟယ်လိုလုံးနဲ့ဟယ်လိုကြည့်ပါဘူးလို့ပြောတဲ့ကြားရကူဟယ်လို ခင်ဗျားကိုကျွန်တော်တောင်းပေးဘူးလားကဲ မင်းကတော့ပြီးတော့လက်ဖိတ်ပို့ကြမင်းဘယ်သူချင်းခိုင်းတာ အခုတောက်တာကိုရှင်းပေါ့ ဘာတော့တာမဟုတ်လေမင်းတို့တောက်တာတွေရောမင်းတို့စားတာတွေရော အခုပေါင်းယူတယ်ကျွန်တော်ဒီကဆေးလိပ်ယူတောက်တာနဲ့ကိုနေတယ်မာပီရဲ့တလိပ်900ရှိတယ် ဘယ်နဲ့လေးတော့ ဟာတုံးလေးလေးမကောင်း အဲ့ ဘူး မှာတလေးထဲတောက်တာရအဲ့မှာတလေးထဲတောက်တာ အရင်အိမ်မှာမနေတော့ အိမ်မှာနှစ်လိုက်တောက်မိတယ် ကဲအဲ့ဒါတုံးလေး1500 တပည့် တကွက်သေးတယ် တပည့်တကွအေးအဲ့ဒါမင်းကြည်ရတာမင်းကလည်းသူ့ဆက်လေးလည်းတောက်တယ်ဆိုတော့အဲ့ဒါကြည်ထားတယ်ဇောတူတို့ကြတော့မင်းဘယ်လိုပြောမလို့ အဲ့မျိုးနဲ့တော့မောင်းလည်းမောင်းတော့ ဟိုလက်ဖိတ်တွေတယ်မဟုတ်ဘူးဗျာတူသမီးတွေပါရဲ့ ပေါင်းမှုလို့ မင်းမေးလိုက်လေသူ့ပါစက်နဲ့သူဝဲကြီးတော့အဲ့မဲ့လက်ဖေးနဲ့ထိုင်ပေါင်းလို့နဲ့ကြွေးလာမေးလိုက်သုံးစားတစ်ခုတော့ဖဲ့ပြီးတော့ကြွေးရလေမင်းအဲ့တော့မင်းပါစက်မပါဘူး ဘုမကမင်းပုံစံခွဲနဲ့ထားပါသူမိမတို့လည်းလူကလည်းလူသေးတယ်လူကလည်းအောင်မယ်ဟုတ်ပြီ ဟိုမိမပုံစံကောင်းနဲ့ထားအဲ့ဒါတော့ငါသူ့မိမရှိလေငါပြောရပါတယ်အဲ့ဒါတော့ ငါမကြိုက်ဘူးလို့ပြော ဒါတော့အခု နေလေဟော မုံအဲ့ဒါကြဘူကမတာကိုလေသူထိုင်ရင်လို့ဆိုပြီးတော့မောင်ကြိုင်လိုက်ထင်တာသူကအစရရုပ်ကမှဈေးချိုတဲ့ဆိုင်ဆိုသူဟိုကဘယ်တော့တိုက်မလို့အဲ့တော့မောင်ကြိုင်ဆိုပြီးတော့ဇိုးဝင်သွားလေ တောက်ချက်တစ်ချက်မှပါပဲနဲ့ငါတို့ဘယ်ဟန်တိုင်မှာ သူကတိုက်မယ်လို့ပြောရဲ့ဥစ္စာတော့လေမင်းအဲ့ဒါဆိုရင်တော့မင်းမရလေတိုက်မယ်လို့မှခေါ်ရင်လိုက်ရမှာလေမင်းမလိုက်လို့အိုက်သွားဆိုတော့ အဲ့လိုပြောကြစမ်းဆိုအခုနှစ်စင်းမရှိလို့တဲ့ကျွန်တော်ပါတယ်ကိုယ်တော်သားတယ်ပတ်သက်တစ်ထောင်လောက်ပေးပါဦးတဲ့တောင်းနေတယ်ပတ်သက်တစ်ထောင်လောက်ပေးပါဦးတဲ့ အေးအဲ့တော့လေအိမ်မာရင်းကိုကလေးက မိမလေးကိုခဲနေတာနေတာ ကလေးကငိုလို့ဆိုပြီးတော့နော်လူတမိမဝဲကျွေးဆိုတော့ပတ်သက်တာတော့တရားလား ခဲတို့ပါဦးနဲ့9000ပိုးတဲ့သူ့မူနာပြောရမယ်တဲ့ ပြီးတော့အဲ့ဒီ သူသုံးမိနဲ့မဟုတ်ဘူးလား မို့တခါကြီးမို့ခေါင်း ပြောတယ် ရှင်းနေတာကိုမနာဘူးခေါင်းပြတာကိုဆက်တာ ပြောတယ်ပြောတယ်မို့အဲ့ဒါကြတောင်းလေဟုတ်တယ်လေ တော့မှာ မင်းတိုက်ထားတာဘာရှိအောင်ပြောပေါ်တယ်ပြောမင်းမို့ဟိုယောက်ျား ငါအဲ့လိုလင်းနေချိန်မှာတိုက်ပါတယ်အဲ့တော့ ယောက်ျားစကားပြောပြုံးလည်းမပြုံးနဲ့အတီပြော ငါပြောတာရှင်းရှင်းလေးရငါအမှန်တရားနဲ့ရှင်းပါငါမိုင်းငါ့ကိုအဲ့ခဏနဲ့ပါရတဲ့လက်ထိုင်း ပြောအဲ့ကြမရဘူးပြော ဟုတ်တယ် ဘာလဲရှင်းလာကြတယ်အခုလာလာ ပြည့်နေရပါလားမသိ မင်းတို့မနေ့ကကိစ္စငါမကြည့်ဘူး ဘာမှမကြည့်ရဘူးမင်းမနေ့ကမကြည့်တာငါဘာလုပ်လို့ ပတ်သက်တစ်တောင်းနဲ့ငါ့ကိုထဲထုတ်ခိုင်းတယ် အေးလေအာသူတို့က အဲ့ဒါကျမရဲ့ဘူးကငါပါရှင်းရတာ အခုထိုင်းတောက်တာကို မင်းကငါ ဟို ပြ မင်းကလေလွန်လွန်နေပြမင်းပုံမှန်စားရင်မင်းကပြောမယ်ခလီမင်းဘုံပေါင်းမှုတူတာတွေပါဝဲမကြည့်ဘူးမင်းစမူတာလေးတစ်ခုကြွေးတဲ့ဥစ္စာသူတိုက်ခံကြမှာမင်းပေါင်းမှုတူတာတွေပါမင်းဘာကိစ္စမှာ သူတိုက်တာမဟုတ်ဘူးကျုပ်ပြောမယ်ကျုပ်တို့ကတက်တူးဆိုင်သွားပြီးပြန်လာတော့ကိုစားလက်ဖက်ဆိုင်ထိုင်ရအောင်တဲ့
အဲ့လိုပဲထိုင်မဲတဲ့တခုခုသားမဲတဲ့ तू ကနိုင်တုတ်တွေပါရင်မလားမမ မနိုင်ကြီးတော့ပါပြန်ငါလည်း ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့ငါပြောဟုတ်တယ်နော် မနိုင်ကြီးတော့လေ အဲ့ဒါကျုပ်ကကလေးဘိုးလို့ပေါင်းပေါင်းနူသားလေးပဲပြီးတယ်ကလေးဘိုးလို့ဆိုပြီးတော့ပါလေမင်းရှင်းမယ်လို့ငါမသိဘူးလေ အောက်တန်းသားဘယ်လောက်ဒီအောက်တန်းသားအောင်ဆိုတော့ပြောပြအောင်မယ်ဟာစီတီကသွားမှာလေကိုတော့သူ့တော့ပို့စမ်းမှာတော့ဟုတ်တယ်ခိုင်းတယ် ကဲစလီယိုက မပြီးဘူး စလီယိုကအဲ့ကောင်သွားကိုမသွားရဘူး ငကြအဆုတ်တော့မရှိဘူးတော့တော့ပါလေအဲ့မှာသွားတော့အောင်မယ်ဇောသူလိုက်ပို့ပြီးတော့အေးရောက်တော့မယ်ဇောသူအိမ်မှာတတ်နိုင်ရင်မတိုင်းတော့ အဲ့ဒါမင်းမကြည့်သူ့မကြည့်ရမလဲမင်းငါလာပြီးတော့ ဟုတ်ငါပဲချင်းချင်းလေးကွာရပါမင်းရောငါရောက်ချင်းမင်းငါချက်ကို200တောင်းပါတယ် ငါတောင်းတယ်မကောက်လို့ပြောလား အဘ1000လောက်ပြပါအောင်တဲ့နောက်တစ်ခါဆဲလက်တိုက်ထိုးလိုက်ပါအောင်တဲ့ ငါမိမလာပေးမယ်လို့မင်းငါမပြောဘူးလား လက်ခံတယ်အဲ့ဒီကိုငါလက်ခံနေတယ်ဘယ်လိုမတရားရင်တော့ငါလက်ခံနေတယ်ဒီချမ်းအောင်ကြတောင်းမို့ထိုးခိုင်းပြီးတော့ငါသူတို့စီရင်လန့်ထိုးပေးရတာဒီတောင်းလေးကငါရှင်းရတာဆိုတော့နောက်ပြီးသူတို့ခေါ်တဲ့ကိစ္စငါပတ်လိုက်နေရတာ ဘယ်ကောလို့ အဲ့ဒါငါနဲ့မဆိုင်ဘူးလေမင်းကငါပြောတာလက်ဖက်ရည်ဆင်းရတဲ့ကိစ္စငါတို့က तू ကလက်ဖက်ရည်တိုင်းဝင်အောင်လို့ပဲမင်းငါပြောတယ်ငါတို့လမ်းထိပ်ကဆိုင်မှာအောင်လို့အဲ့ဒါမင်းကဘာပြောတယ်မောင်းကြိုင်မောင်း ဟောဘာပတ်မလိုက်ရင်တော့ ငါပြောရတဲ့ကားကပြောလေဇောသူတိုက်တယ်လေပြီ ဟုတ်တယ်ဘာကောင်းရလားဟမ် သူလည်းမတော်ဘူးကိုသူကလည်းပုံစံခွဲနေနေရတာကော ဟောအေးငါမနေ့ကကိုလက်ဖက်ရည်တိုင်းရောက်ခဲ့ကမင်းမေးရော မင်းမစားတော့တာလား ဟုတ်ပါငါကိုစားကိုလမ်းခေါ်သေးတယ် ဒီနေ့ပွဲလာမှာပွဲလာမွန်းငါလာ ဘွဲလာပြီးတော့အေး လာပြီးသွားပြီကိုရင် အေးမင်းတော်လို့အဲ့ဒါ မင်းမရှိလို့လာတာ ဒီနေ့ရန်ကုန်မင်းလာတော့နဲ့ ငါတို့မဟုတ်ဒီတောင်းလေးကိုကျဲတူခိုင်းပြီးတော့ငါတို့ငါ့ကိုအပိနွန်တော့တယ်ဘယ်တော့ကြာတော့မင်းသိရနော် 3800ကျန်တာ အဲ့တော့ကျွန်တော်မအားလို့ပါ မင်းတော့မှပစ္စနှုတ်နေသေးတယ်လေရော့အင်းဆိုပြီးတော့ အဲ့ဒါကြီးကမင်းငါပြောမယ်နောက်လဲဟွာပြလို့ရှိရင်တခါအပြတ်သားပြောလိုက် အမေတော့မျက်ရည်စုံပြီးတော့မှအမေရိကန်စစ်စတန် ဟုတ်တယ် ကိုစားတာကိုချင်းကိုတော့တာကိုချင်း နိုင်ကြီးတော့ကဘယ်သူမှာ တခါမမြောက်ပြောတာနောက်ဘယ်တယောက်ထိုင်တိုင်း3ယောက်ထိုင်ရင်ကိုစားတာကိုချင်း ကိုစားတာကိုချင်း အဲ့လိုသင်ပြလာမရ ကျမပြေတယ်ကိုကခါရပြေးပါတယ် တက်လေလေဒီကောင်ကြီးကလည်းတောင်း တောင်းမတောင်းနဲ့တောင်းမတောင်းနဲ့မရဘူးအဲ့ဒါတော့မေးတော့ ဓာတ်နိပဲကျင်းနေကဖြစ်တာကျောက်ကဘူးတဲ့လဲလဲမှာဘူးဘယ်တော့မှမေ့နေခဲ့လို့ကိုတိုင်းလို့အားတောင်းမှုတယ် ဒါတော့မင်းအခု3လေးဆိုမင်းဝင်ခမ်းမကြီးမဟုတ်ဘူးလား ကျွန်တော်ယောက်ျားဝင်ခိုင်းရတယ် ခင်ဗျမနေ့ကဆစ်လေးဘူးမေးလို့ဆိုပြီးတော့ကျွန်တော်ဒီတောင်းတော့တာလေလက်ဖက်ရည်တိုးနဲ့ကြေပဲအဲ့ဒါ ဟုတ်တယ်ဘာလို့ ပြောရင်ကိုသတုပြောပေါ့ ဆိုတော့ဘာလဲလို့လက်ဖက်ရည်ဆိုင်ထိုင်အောင်လို့ပြောကျုပ်ကပြောရတယ်မဟုတ် ဟာမင်းတို့သူများလည်းနဲ့မွေဖမ်းရတယ်ဘာမှမကြိုက်ကြဘူး ပြောတယ်နော် ညီမလေးကြားခဲ့ဝင်မယ်ညီမလေး မ ကြား င်း ခဲ့ တော့ ဝင် မှ မယ် ပဲ တို့ကညီမ ညီမ လေး လေးညီမလေးရှင်းပေးမယ်အဲ့ကိစ္စကိုအဲ့ကိစ္စညီမလေးရှင်းပေးမယ် မဟုတ်ဘူးညီမလေးကငါဒီရဲဘူးတလောင်းထိုးခိုင်းပြီးငါရဲဘူးပတ်တဲ့ရှင်းခိုင်းသွားတာငါ့ကိုအမိုက်နဲ့ငါတွန်းသွား ငါတော့မင်းမလာရင်ပြီးမယ်လို့ပြောတယ် ဒါကိုနန်းကြီးတို့သားရင်နေရသူ့ပဲချင်းမှလို့နန်းကြီးတို့တောင်းအောင်မှာဗိုက်ချင်းမယ်စောက်လို့ကျတော့သူ့စောက်လို့နောက်ကလိုက်နေရတာဟိုချွတ်နေလည်းပေးလို့အားကားကားတွေပါကြည့်ရတယ်အားလို့ဘုန်းတွေကပတ်ရှဲဟိုကြောင်တော့ဟိုမြို့တော်နန်းကိုရောက်တာ ဘာလို့လိုက်တာတော့ ဟို ဗျာ က ဘယ်သူကခေါ်လို့ ဟောဘလို့ကလို့လဲ ဒီလိုက်လာပြီးတော့ အမေအောက်တန်းသားဆန်နေတာကလင်ကကြည့်နေကျွန်တော်ကစီစီလူသားတော့ဘူးလို့အခုတော့တွေ့လိုက်ဘူးတော့သူပြပြတာပြပြီးတော့ကြီးရတော့မဇောတို့အိမ်မှာသူကဆန်းနိုင်ဘူးဗျာ